အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါကတော့အမြန်လန်း15မိုင်မှာရှိရဲ့အစင်ဇနကမန္တလေးစာတင်သားဆရာတော်ဦးစီးတဲ့ဇနကာရာမတောရတရားရိပ်သားကိုတွားဖြစ်ခဲ့တာလေးမျှဝေပေးပါမယ်ရှင်ဒီတောရစခန်းကိုကျမလွန်ခဲ့သောတစ်နှစ်က3ချိန်လောက်ဝင်မှုပါတယ်သူကအဖြူရောင်ဝမ်းဆက်ကိုသာအဓိကဝတ်ဆင်ရပြီး3ရက်တစ်ချိန်5ရက်တစ်ချိန်ပဲလုပ်ပြီးရဲ့တရားစခန်းလေးဖြစ်ပါတယ်ရာဘာတောထဲမှာတိဆောက်ထားပါတယ်ကျမသွားတော့ကတော့လမ်းအဆောက်အဦတွေတိဆောက်နေစေဖြစ်ပါတယ်အခုတော့တော်တော်များများတိဆောက်ပြီးစီးပြီးဆက်လက်လဲတိဆောက်နေစေဖြစ်ပါတယ်အခါခွင့်သိရင်တစ်ခေါက်လောက်ရောက်သွားဖို့အားလုံးကိုတိုက်တွန်းလိုက်ပါရစေရှင်။တာယာချမ်းမြေ့သောနေ့လေးတစ်နေ့ကိုထာဝစဉ်ပိုင်ဆိုင်နိုင်ကြပါစေရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်။